ဒီနေ့မှာကျမဘာ topic ကိုပြောမှာလဲဆိုတော့ကြတော့ဒီပေါ့နော် AI ကိုတချင်းရေးခိုင်းမယ်တချင်းရေးခိုင်းတဲ့အခါမှာရိုးရိုးမရေးခိုင်းမယ်နဲ့ code တွေပါထည့်ရေးခိုင်းမယ်ပေါ့နော်အဲ့တော့ဥပမာဆိုရင်ကျမဒီမှာမိုးရတင်နဲ့ပတ်သက်တဲ့တချင်းလေးရေးခိုင်းမယ်အဲ့ဒါကိုမှ code ကိုဒီ family နဲ့ပေါ့နော် code ပါထည့်ရေးပိုင်းဆိုတော့ code တွေပါထည့်ရေးပြီးတယ်အဲ့ဒါလေးကို copy ယူပြီးတော့ကျမတို့က suno မှာသွားပြီးတော့မှတချင်းတန်စင်ထုတ်ခိုင်းမယ်ပေါ့နော်အဲ့တော့ suno ကတော့ကျမတို့ free လက်သုံးလို့ရတယ်လို့ဝယ်သုံးရတာလည်းရှိတယ်အဲ့တော့ free သုံးလို့ရတယ်ဆိုရင်4.5 version ကနည်းနည်းလေးတော့ပေါ့နော်အတန်မပီတာလေးတွေquality ညံ့တာလေးတွေတော့ဖြစ်တတ်တယ်အဲ့တော့ဝယ်သုံးချင်တယ်ဆိုလို့ရှိရင်တော့5.5 version ရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့မှအတန်ပီတာလေးရှိတယ်အဲ့တော့ဝယ်သုံးချင်တယ်ဆိုလို့ရှိရင်လည်းဒီ Telegram က Premium ACC နေလေးဆိုတဲ့အကောင့်မှာသွားမိပြီးတော့မှဝယ်လို့ရပါတယ်အဲ့တော့ဆက်သွားပါမယ်အဲ့ဒါကိုထည့်လိုက်ပြီးတော့ရှင်ဒီမှာပေါ့နော်ဒီနေရာလေးမှာခုနသချင်းလေးကိုထည့်မယ်ပြီးအောက်ပေါ်မှာ advanced ဆိုတာလေးကိုရွေးပြီးတော့ရှင်အောက်မှာမိမကိုဆိုခိုင်းချင်တာလဲကြောက်ကြောက်ဆိုခိုင်းချင်တာလားဒါမှမဟုတ်ရှင် style တွေထည့်ယူလို့ရတယ်เนาะကျမတို့အေးအေးလေးပဲကြိုက်လို့ pop ပဲယူလိုက်တယ်ပြီးတော့လို့ရှိရင်အမှထုတ်လိုက်လို့ရှိရင်တချင်းလေးကထွက်လာပါတယ်အဲ့ဒါလေးကိုကိုကမကြိုက်သေးဘူးဆိုလို့ရှင်ထပ်ပြီးတော့မှပေါ့နော်ဘယ်လိုပုံစံထပ်ပြောင်းချင်လဲဆိုတာဒီဘက်မှာလည်းဒါလေးကိုနှိပ်ပြီးတော့မှထပ်ပြောင်းလို့ရပါတယ်အဲ့ဒါတချင်းလေးထွက်လာပြီတချင်းလေးကိုကိုယ့်ဘာသာကိုဂီတနဲ့ပြန်တီးချင်တယ်ဆိုလို့ရှိရင်အဲ့ကော့လေးကိုမှတ်ပြီးတော့မှအဲ့တန်စင်လေးကိုမှတ်ပြီးတော့မှကိုကပေါ့နော်လက်ခတ်ဘာနဲ့တီးမလဲဆိုတာတွေးပြီးတော့မှပြန်တီးပါမယ်အဲ့လေးကိုကြည့်ပါ